အားလုံးပဲမင်္ဂလာပါအလုပ်များလို့အိတ်ချိန်ရော့တာတရက်ကို9နာရီအိတ်လဲအဆင်ပြေတယ်လို့ထင်နေတတ်ကြပါတယ်အိတ်ဆက်ချိန်နေတာကကျန်းမာရေးအတွက်အလွန်အရေးကြီးတဲ့အန္တရာယ်တစ်ခုလည်းဖြစ်ပါတယ်လိလာချက်တွေအရတရက်ကို9နာရီပဲအိတ်တဲ့သူတွေမှာစီးချိုရောဂါဖြစ်နိုင်ခြေပိုများနိုင်တာကိုတွေ့ရပါတယ်အိတ်ဆက်ခြင်းကဘာကြောင့်အရေးကြီးရလဲအိတ်နေတဲ့အချိန်မှာခန္ဓာကိုယ်ကအနားယူနေတာလည်းမကပါဘူးအုံနောက်ကိုပြန်လဲအားဖြည့်ပေးပါတယ်ဟော်မုန်းတွေကိုလည်းညှိနှိုင်းပေးပါတယ်ကိုယ်ခံအားကိုလည်းကောင်းမွန်စေပါတယ်တွေးရင်းတခြားဓာတ်ကိုလည်းထိန်းညှိပေးပါတယ်နှလုံးနဲ့တွေးကြောတွေကိုလည်းအနားပေးပါတယ်ဒါကြောင့်မလို့အိတ်ဆက်ခြင်းကဆေးဝါးမလိုတဲ့တဘာဝကျန်းမာရေးကုသမှုတစ်ခုလို့တော့ပြောနိုင်ပါတယ်အိတ်ရင်မဝရင်ဘာကြောင့်မလို့တွေးကြိုတတ်တာလဲအိတ်ချိန်မလုံလောက်တဲ့အခါ stress hormone လို့ခေါ်တဲ့ cortisol ကတိုးလာပါတယ်ဒီ hormone မြင့်လာရင်အသေးကတခြားဓာတ်ကိုပိုထုတ်တယ် insulin အလုပ်လုပ်နိုင်စွမ်းလည်းရော့ကျလာပါတယ်ဆဲတွေကတခြားကိုကောင်းကောင်းမသုံးနိုင်တော့ပါဘူးရလက်အနေနဲ့ကတော့တွေးတွေးတခြားဓာတ်မြင့်လာပါတယ်အချိန်ကြာလာရင် pre-diabetes နဲ့စီးချိုရောဂါဖြစ်နိုင်ခြေတွေပိုများလာတာအိပ်ရေမဝရင်အစားကိုပိုစားမိတတ်ပါတယ်အိပ်ရေမဝတဲ့နေ့တွေမှာဗိုက်စာနေတယ်လို့ခံစားမှုကြမှာအဲ့ဒါက ghrelin လို့ခေါ်တဲ့စာလောင်စေတဲ့ဟော်မုန်းကိုတိုးလာပြီးတော့မှ leptin ပေါ့နော်ဗိုက်ပြည့်တဲ့အကြောင်းကိုပြောပေးတဲ့ဟော်မုန်းကိုညှော့သွားစေလို့ပါဒါကြောင့်မလို့အချိုမုံအချိုရည်အစီများတဲ့အစားအစာတွေကိုပိုစားကျင်လာတတ်ပါတယ်ဒီလိုအလေးကျင့်ကကိုယ်လေးချိန်ကိုတိုးလာစေပြီးတော့မှစီးချိုဖြစ်နိုင်ခြေကိုလည်းမြင့်တက်စေပါတယ်အိပ်ရေမဝရင်တွေးပေါင်လည်းတက်နိုင်ပါတယ်အိပ်ဆက်နေချိန်မှာတွေးပေါင်ခြင်းကတဘာဝအတိုင်းကျဆင်းတင်ပါတယ်ဒါပေမဲ့အိပ်ရေမဝရင်တွေးပေါင်မြင့်လာတယ်နှလုံးအလုပ်ပိုလုပ်ရတယ်လေဖြတ်နိုင်ခြေနှလုံးရောဂါဖြစ်နိုင်ခြေတွေကတိုးလာပါတယ်အိပ်ပျော်နေတဲ့အချိန်မှာအသက်ရှူရက်တာကိုလည်းသတိထားတင်ပါတယ်တချို့လူတွေကအရန်ဟောက်တတ်ပါတယ်အိတ်နေရင်လည်းအသက်ရှူရက်သွားတာမနဲ့နိုးရင်မောနေတာနှိမ့်ကင်းဘက်တွေအိတ်ငိုက်နေတာဒါတွေက sleep apnea လို့ခေါ်တဲ့အိတ်ဆက်ချိန်အသက်ရှူရက်ခြင်းတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်အထူးသဖြင့်ကိုယ်လေးချိန်များတဲ့လူဗိုက်ပူတဲ့လူလေပင်ကလည်းထူတဲ့လူတွေမှာတွေ့ရတတ်ပါတယ်ဒီယောဂါကတွေးပေါင်မြင့်စေတယ်စီးချိုကိုလည်းထိန်းရခက်စေတယ်နှလုံးယောဂါအန္တရာယ်ကိုလည်းတိုးစေပါတယ်အိတ်ရေဝါဖို့အတွက်ဆိုရင်မလုပ်တင်တနေ့ကို9နာရီနဲ့9နာရီကြားလောက်ကိုအိတ်ဖို့ကြိုးစားပေးပါနေ့တိုင်းအချိန်တူတူအိတ်ပြီးတော့မှအချိန်တူတူထပါအိတ်မဲ့တနိုင်လိုမှာဖုန်း tablet TV တွေကို short သုံးပါညနေဘက်ကို coffee လက်ဖေး energy drink တွေတောက်တာ short ပေးပါအိတ်ခမ်းကိုမှောင်နေပြီးတော့မှအေးနေအောင်ပြင်ဆင်ထားပေးပါကိုလက်လှုပ်ရှားမှုနဲ့အားကစားကိုလည်းနေ့တိုင်းလုပ်ပေးပါဒါပေမဲ့အိတ်ခါနီးအပြင်းထန်လေ့ကျင့်ခန်းလုပ်တာတော့မလုပ်သင့်ပါဘူးအဓိကမှတ်ထားရမယ့်အချက်တွေကအစားအသောက်နဲ့လေ့ကျင့်ခန်းကိုပဲအာရုံစိုက်ပြီးတော့မှအိတ်ဆက်ခြင်းကိုလစ်လျူရှုထားရင်ကျန်းမာရေးကမပြည့်စုံနိုင်ပါဘူး။ကောင်းမွန်တဲ့အိတ်ဆက်ခြင်းကတွေးတခြားဓာတ်ကိုထိန်းပေးတယ်တွေးပေါင်ခြင်းကိုလည်းကူညီပြီးတော့မှထိန်းပေးတယ်ကိုယ်လေးခြင်းကိုလည်းထိန်းသိမ်းရမှာအထောက်အကူဖြစ်ပါတယ်။နှလုံးနဲ့အုံနောက်ကိုလည်းကာဝယ်ပေးပါတယ်။ဒါကြောင့်မို့လို့ကျန်းမာခြင်းရင်အိတ်ဆက်ခြင်းကိုဆေးဝါးတစ်မျိုးလိုအရေးကြီးတဲ့ကျန်းမာရေးအလေးအကျင့်ဖြစ်သဘောထားပြီးတော့မှ view site ဖို့လိုပါတယ်။အားလုံးကျန်းမာကြပါစေကျွန်တော်ကတော့ယောဂါတွေကိုကာဝယ်ဖို့အမြဲပြောနေမယ်ဒေါက်တာနေထအောင်ပဲဖြစ်ပါတယ်